Movie Explainer, a Chinese Ghost Story. အော်ဒါစာရွက်ကင်ပြီးမျိုးအနက်လှဲ့လဲအခွန်လိုက်ကောက်နေရတဲ့စင်းရဲသားစာကြီးတော့နင်း try ဆန်ဆိုတဲ့နင်း try ဆန်ရဲ့ဘဝကဒီလိုပါပဲတရွာဝင်တရွာထွက်တမျိုးဝင်တမျိုးထွက်နဲ့ပေမားနဲ့ခီးလမ်းမှာတညတာနားခိုဖို့အတွက်ရှေးဟောင်းဖုန်ကြီးကျောင်းတစ်ခုစီကိုသူရောက်လာတဲ့ပါတော့တယ်ဒီဖုန်ကြီးကျောင်းကလန်ညော့ဖုန်ကြီးကျောင်းလို့ခေါ်ဒီဒေသခံတွေကတော့ဒီဖုန်ကြီးကျောင်းမှာတရေချောက်တဲ့နတ်ဆိုးတွေရှိတယ်ဆိုပြီးကြောက်ကြပါတယ်ဒါပေမဲ့နင်း try ဆန်ကတော့အေးအေးဆေးဆေးပဲဖုန်ကြီးကျောင်းနဲ့ဝင်ပြီးနန်းခိုဖို့ပြင်ဆင်ပါတော့တယ်ညဘက်ရောက်တော့မိုးရွာတန်လေတိုက်တန်တွေကြားကနေလှပတဲ့တရောတလိုလိုအတန်တစ်ခုကလေထဲမှာတိုးညင်းစွာလွင့်ပြန်လာပါတယ်နင်း try ဆန်လည်းစိတ်ဝင်စားစွာနဲ့အတန်လာရစီကိုလိုက်သွားတဲ့အခါမှာတော့တောထဲမှာရေချိုးနေတဲ့အမျိုးသမီးလှလှလေးတယောက်ကိုတွေ့လိုက်ရပါတော့တယ်ဒီအမျိုးသမီးကတခြားသူမဟုတ်ပါဘူးသူမရဲ့နာမည်ကနေရှောင်းချန်းဆိုတာပါရှောင်းချန်းရဲ့လှပမှုကနင်း try ဆန်ကိုချက်ချင်းဆွဲဆောင်နိုင်ခဲ့ပါတယ်ဒါပေမဲ့ရှောင်းချန်းကသူ့ကိုအနာရအောင်အမျိုးမျိုးဆွဲဆောင်ပြီးပရော့ပရီလို့နေလာတော့နင်း try ဆန်ရဲ့ရိုးသားဖြူစင်မှုကအလွန်မဲမိများနေခဲ့ပါတယ်သူ့ကိုပရော့ပရီလို့ဖို့ဘလို့မှမဖြစ်နိုင်မှန်းသိပိုက်တဲ့အခါမှာတော့ရှောင်းချန်းလေးစိတ်ပြက်လက်ပြက်နဲ့ပြန်သွားခဲ့တာပါလေဒီဖုန်းကြီးเจ้าမှာပဲနောက်ထပ်ထူးဆန်းတဲ့ပုံကိုတယောက်ရှိနေပါသေးတယ်သူကတော့ရန်ချီရှားလို့ခေါ်တဲ့နတ်ဆိုးနိုင်နင်းသူတူပါလေရန်ချီရှားကနင်း try ဆန်ကိုတတိပေးပါတယ်ဒီနေရာမှာမင်းဘလောက်ကြာကြာနေနေမင်းအသက်အန်ဒီရဲပဲဒီနေရာကကောင်းတဲ့နေရာမဟုတ်ဘူးလို့ပြောပြီးတတိစကားပြောခဲ့ပေမဲ့နင်း try ဆန်ကတော့တာမန်ရိုးသားတဲ့လူတယောက်ဖြစ်လို့ရန်ချီရှားရဲ့စကားကိုနားမလည်ခဲ့ပါဘူးနောက်တနေ့ညမှာတော့နင်း try ဆန်နဲ့ရှောင်းချန်ကိုထပ်မံတွေ့ဆုံခဲ့ကြပါတယ်ဒီတစ်ခါတော့ရှောင်းချန်ကပွင့်ပွင့်လင်းလင်းပဲနင်း try ဆန်ကိုပြောပြပါတော့တယ်သူမဟာလူသားတယောက်မဟုတ်ဘူးနှစ်တထောင်တက်တန်းရှိပြီဖြစ်တဲ့တစ်ပင်နတ်ဆိုးမရဲ့လက်အောက်ခံဝိညာဉ်တစ်ပါးကြောင့်ဖွင့်ဟဝင်ကန်ခဲ့ပါတယ်တစ်ပင်နတ်ဆိုးမကသူမရဲ့လက်အောက်ခံဝိညာဉ်တွေကိုယောက်ျားလေးတွေစီသွားခိုင်းပြီးသူတို့ရဲ့ဝိညာဉ်စွန့်ရင်တဲ့အသက်တက်တွေကိုစုပ်ယူစေခဲ့ပါတယ်အသက်တက်တွေကုန်သွားပြီဆိုရင်တော့သူတို့ကိုတစ်ပင်နတ်ဆိုးမစီပို့ဆောင်ပြီးစားစေခဲ့ပါတယ်ရှောင်းချန်ကဒီလိုမျိုးမလုပ်ချင်ပေမဲ့တစ်ပင်နတ်ဆိုးမရဲ့လက်အောက်မှာကြားရောက်နေတာမို့သူမအနေနဲ့လုံးဝညှင်းဆန်ပိုင်ခွင့်မရှိခဲ့ပါဘူးရှောင်းချန်ကအရင်ကဒီလိုမျိုးယောက်ျားလေးပေါင်းများစွာကိုတစ်ပင်နတ်ဆိုးမစီပို့ဆောင်ပေးခဲ့ရပြီးအခုအခါမှာတော့သူမနဲ့နင်း try ဆန်တို့ရဲ့ချစ်ချင်းမေတ္တာစတင်နေတာမို့သူမအနေနဲ့နင်း try ဆန်ကိုတစ်ပင်နတ်ဆိုးမရဲ့လက်ထဲကိုအရောက်ခံမှာမဟုတ်ဘူးလို့ကတိပေးခဲ့ပါတယ်ဒီလိုပါပဲနင်း try ဆန်နဲ့ရှောင်းချန်တို့ရဲ့မေတ္တာကတဖြည်းဖြည်းနှက်ကျင်းလာပါတော့တယ်တညမှာတော့တစ်ပင်နတ်ဆိုးမကြီးကသူမရဲ့စွမ်းအင်ကိုအယူပြီးနင်း try ဆန်ကိုဖမ်းဆီးဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ရှောင်းချန်ကသူမရဲ့အသက်ကိုယင်းပြီးနင်း try ဆန်ကိုကာကွယ်ခဲ့တာကြောင့်တစ်ပင်နတ်ဆိုးမကြီးတောက်တော်သွားခဲ့ပါတော့တယ်အဲ့ဒီအချိန်မှာပဲနတ်ဆိုးနေနင်းသူရန်ချီရှားလဲရောက်ရှိလာပြီးတစ်ပင်နတ်ဆိုးမကိုတိုက်ခိုက်ခဲ့ပါတယ်သူ့ရဲ့စွမ်းအင်တွေနဲ့ဗီဇတွေကိုအယူပြီးတစ်ပင်နတ်ဆိုးမကိုတိုက်ခိုက်ရိုက်မှာနတ်ဆိုးမကြီးနောက်ဆုတ်သွားခဲ့ပါတယ်ဒါပေမဲ့နတ်ဆိုးမကြီးကလွယ်လွယ်နဲ့အလျှော့ဖေးမဲ့သူမဟုတ်ပါဘူးသူမကရှောင်းချန်ကိုနင်း try ဆန်ကိုယူလာဖို့ဖိအားပေးသွားပါတော့တယ်နင်း try ဆန်နဲ့ရှောင်းချန်တို့လည်းဒီအခြေအနေကိုဘလို့မှမတက်နိုင်တော့တဲ့အခါမှာရန်ချီရှာစီမှာအကူအညီသွားတောင်းခဲ့ကြပါတယ်ရန်ချီရှာလည်းသူတို့ရဲ့မေတ္တာကိုမြင်တွေ့တဲ့အခါမှာမကူညီပဲမနေနိုင်တော့ပါဘူးသူရှောင်းချန်တို့တစ်ပင်နတ်ဆိုးမကြီးရဲ့လက်အောက်ကနေကဲကင်းပေးမယ်နတ်ဆိုးမကြီးကိုနှိမ်နှင်းပြီးရှောင်းချန်ကိုလူပြန်ဖြစ်အောင်ကူညီပေးမယ်လို့ကတိပေးခဲ့ပါတယ်ဒီလိုနဲ့ပဲတစ်ပင်နတ်ဆိုးမကြီးကိုနှိမ်နှင်းဖို့အတွက်ရန်ချီရှာနင်း try ဆန်ရှောင်းချန်တို့၃ယောက်လုံးနတ်ဆိုးနှမျိုးတွေနဲ့ကိုစတင်ထွက်ခွာလာခဲ့ကြပါတော့တယ်သူတို့ရဲ့ခရီးလမ်းတစ်လောက်မှာအန်ဒီယေပေါင်းများစွာနဲ့ရင်ဆိုင်ခဲ့ရပါတယ်နတ်ဆိုးမျိုးစုံရဲ့နှုတ်ဆက်ခင်းကိုလည်းခံခဲ့ရပါတယ်ဒါပေမဲ့ရန်ချီရှာရဲ့စွမ်းအင်နဲ့နင်း try ဆန်ရဲ့ရဲရင်မှုကြောင့်အခက်ခဲတွေကိုကြော်လွှားလာခဲ့ပါတယ်နတ်ဆိုးမကြီးရဲ့ညံမြေတွေကိုရောက်တဲ့အခါမှာတော့တကယ်ကိုထိတ်လန့်စရာကောင်းတဲ့မြင်ကွင်းတွေကိုသူတို့မြင်တွေ့ခဲ့ရပါတယ်နတ်ဆိုးမကြီးကသူမရဲ့လက်အောက်ခံမြင်ပေါင်းများစွာကိုစုစည်းပြီးနတ်ဆိုးနေမျိုးတွေကိုဖန်တီးထားတာပါဒီလိုနဲ့ပဲနတ်ဆိုးမကြီးနန်ဒေါ်စီကိုရောက်တဲ့အခါသူတို့၃ယောက်လုံးနတ်ဆိုးမကြီးနဲ့ရင်ဆိုင်တိုက်ခိုက်ကြပါတော့တယ်ရန်ချီရှားကသူ့ရဲ့ဓာတ်နဲ့ဗီဇော်တွေကိုအယူပြီးနတ်ဆိုးမကြီးကိုအပြင်းထန်တိုက်ခိုက်ခဲ့ပါတယ်နင်း try ဆန်ဟာတော့သူတက်နိုင်တဲ့ဖက်ကနေကူညီပေးခဲ့ပြီးရှောင်းချန်လည်းသူမရဲ့ဝိညာဉ်စွမ်းအင်တွေကိုအယူပြီးရန်ချီရှားကိုကူညီခဲ့ပါတယ်နတ်ဆိုးမကြီးကလည်းသူမရဲ့စွမ်းအင်ပေါင်းတွေကိုအယူပြီးသူတို့ကိုပြန်လဲတိုက်ခိုက်ခဲ့ပါတယ်
တစ်ပင်အမျိုးတူနဲ့ကြိုးတောက်ပြီးဖမ်းဆီးဖို့ကြိုးစားခဲ့ပါတယ်။လျှာကြီးလိုမွေကြီးလိုလဲပတ်ပြီးရန်သူကိုလိုက်လံတိုက်ခိုက်ခဲ့ပါတယ်။တကယ်ကိုပဲစိတ်လှုပ်ရှားစရာကောင်းပြီးရင်ခုန်စရာကောင်းတဲ့တိုက်ပွဲတစ်ခုပါပဲ။နောက်ဆုံးမှာတော့ရန်ချီရှာကသူ့ရဲ့အသွမ်းကွန်စွမ်းရည်တွေကိုအယူပြီးနဆိုးမကြီးကိုနောက်ဆုံးပိတ်တိုက်ခိုက်ခဲ့ပါတယ်။နဆိုးမကြီးလည်းနောက်ဆုံးမှာတော့ပြိုလဲသွားပြီးအမျိုးတွေနဲ့တကွာပြာထက်သွားပါတော့တယ်။ဒီလိုပါပဲရှောင်းချန်လဲနဆိုးမကြီးရဲ့လက်အောက်ကလွတ်မြောက်သွားခဲ့ရပါတယ်။ဒါပေမဲ့ရှောင်းချန်ရဲ့ဝိညာဉ်ကအသက်ရှင်နေတဲ့နင်းချွိုင်ဆန်และရန်ချီချာတို့ရဲ့လောကမှာမတည်မြဲနိုင်ပါဘူး။သူမကိုပြန်လဲမွေးဖွားဖို့အတွက်နဆိုးမကြီးရဲ့အပိုင်စားဖြစ်ခဲ့တဲ့ဝိညာဉ်အယိုးပြကိုအရင်ဆုံးနေစဉ်ရိတ်နဲ့မထိတွေ့အောင်ကာကွယ်ပေးရမှာပါ။ဒီလိုပါပဲ၃ယောက်လုံးနဆိုးနှမျိုးတင်ကနေပြန်လာခဲ့ပြီးမနက်မိုးမလင်းခင်မှာပဲရှောင်းချန်ရဲ့အယိုးပြကိုဘေးကင်းရစီကိုပို့ဆော်ဖို့စ조사ခဲ့ကြပါတယ်။ဒါပေမဲ့မိုးကလည်းတဖြည်းဖြည်းလင်းစပုတ်လာခဲ့ပါပြီ။နေစဉ်ရိတ်ကရှောင်းချန်ရဲ့အယိုးပြကိုထိတွေ့မိရင်တော့သူမရဲ့ဝိညာဉ်ကထာဝရကွဲပြောက်သွားမှထစ်လို့သူတို့၃ယောက်လုံးအပြေးအလွှနဲ့အယိုးပြကိုလုံခြုံတဲ့နေရာစီပို့ဆောင်ဖို့စ조사ခဲ့ကြပါ၏။နောက်ဆုံးမှာတော့နေစဉ်ရိတ်ကသူမရဲ့အယိုးပြကိုထိတွေ့ခါနီးမှာပဲနင်းချွိုင်ဆန်ကသူမရဲ့အယိုးပြကိုမြေကြီးထဲမှာမြုံနှံလိုက်ခဲ့ပါတော့တယ်။ရှောင်းချန်ကတော့နင်းချွိုင်ဆန်ကိုကျေးဇူးတင်စကားပြောပြီးသူမပြန်လဲမွေးဖွားလာခဲ့ရင်သူနဲ့ပြန်တွေ့မယ်လို့ကတိပေးခဲ့ပါလေ။နင်းချွိုင်ဆန်လဲရှောင်းချန်ကိုနာကျင်စွာနဲ့နှုတ်ဆက်ပြီးသူမရဲ့ကတိကိုစောင့်မျှော်နေမယ်လို့ပြောခဲ့ပါတယ်။ဒီလိုပါပဲဝိညာဉ်နဲ့လူသားတို့ရဲ့ချစ်ချင်းမေတ္တာသစ္စာနှစ်ဆွလွတ်အနစ်ခံစားမှုတွေကိုဖော်ပြထားတဲ့ဒီဇာလမ်ကပြီးဆုံးသွားပါတော့တယ်။ A Chinese Ghost Story ဟာ1988ခုနှစ်မှာထုတ်ရောက်ခဲ့တဲ့ဟောင်ကောင်ရုပ်ရှင်တကားပါ။ဒါရိုက်တာချန်ချူတန်ရိုက်ကူခဲ့ပြီးကြော်များတဲ့ဒါရိုက်တာတူခွိုင်ဆန်ကထုတ်လုပ်ခဲ့ပါတယ်။ Leslie Chang ဂျိုရီဝမ်တို့ကအဓိကဇာတ်ကောင်ကြီးအဖြစ်ပါဝင်ထားပါတယ်။ဒီဇာတ်ကဟာအထူးသဖြင့်ဟောင်ကောင်ရုပ်ရှင်လောကမှာထိတ်လန့်စရာကောင်းရင်ချစ်ချင်းမေတ္တာနဲ့အရှင်တွေကိုပေါင်းဆက်ဖော်ပြထားတဲ့ဂန္ဓမြောင်းနဲ့ဇက်ကားတစ်ဇက်ကားဖြစ်သတ်မှတ်ခြင်းခံရပါတယ်။သူမရဲ့အေးဆက်ဆက်အလားတရားတွေနဲ့ဖန်ဆားခဲ့တဲ့ရှောင်းချန်ရဲ့ပုံရိပ်ကတော့ဘယ်တော့မှမမေ့နိုင်စရာဖြစ်ခဲ့ပါရဲ့။ဒီဇက်ကားဟာနောက်ပိုင်းမှာလည်းရုပ်သံစီရီတွေနဲ့ပြန်လည်ရိုက်ကူးမှုတွေရှိခဲ့ပေမဲ့မူရင်းရုပ်ရှင်ရဲ့အစွမ်းကိုတော့ဘယ်သူမှမမြင်နိုင်ခဲ့ကြပါဘူး။တကယ်ကိုပင်ခေတ်အဆက်ဆက်ပရိသတ်တွေကိုဆွဲဆောင်နိုင်တဲ့ဂန္ဓမြောက်တဲ့ရုပ်ရှင်ကောင်းတကားပါပဲ။